္ဂလာပါဒီနေ့ကတော့အသားဟင်းပဲစားရတာရိုးလာလို့ဆိုင်မှာအပြောင်းလဲလေးဖြစ်အောင်တည့်တီးတုပ်နဲ့ပဲဟင်းလေးချက်စားဖြစ်ပါတယ်တည့်တီးကိုတော့ကျွန်တော်ကဂျင်းနဲ့ချက်တာတဲ့ဆိုင်ရင်ဒါလေးနဲ့ပေါက်ပြီးတော့တုပ်စားတာပိုချိုက်လို့ဒါလေးနဲ့ပေါက်ထားပါတယ်တည့်တီးပေါက်ထားတာလေးတွေအချင်သက်ထွက်သွားအောင်စားထဲတေချာနေပြီးတော့နိုင်ဝက်လောက်ကျွန်တော်ထားလိုက်ပါတယ်နိုင်ဝက်လောက်နေရင်တော့ခုနကစားနဲ့နေထားတာဖြစ်တဲ့အတွက်ရေ3လီတာလောက်နဲ့တီချာဆေးပေးပါမယ်ဒီမှာရေကြီးသုံးကခုနကဆေးထားတာတွေကိုတီချာရေပြောင်ညှစ်ဖို့ပါပဲရေမပြောင်ရင်တည့်တီးတုပ်ကစားလို့မကောင်းပါဘူးကဲဒါဆိုရင်တော့စတုပ်ပါမယ်ကြက်သွန်နီလှီထားတာထည့်ပါမယ်ငရုတ်တီးစိမ့်လှီထားလည်းနည်းငယ်ထည့်ပါမယ်ညီပဲဆန်ကြိတ်ထားတာထည့်ပါမယ်စီထည့်ပါမယ်အရသာတော့ကိုတော့ကျွန်တော်ကစားနည်းငယ်ဟင်းချိုမုံအနှဲငယ်ထည့်ထားပါတယ်ဟင်းချိုမုံမစားရင်တော့ကြက်သားမုံထည့်လို့ရပါတယ်ပြီးရင်တော့ငရုတ်တီးအကြမ်းမုံတစ်စုံထည့်ပါတယ်ပဲမုံလေးအနှဲငယ်ထည့်ပါတယ်ပြီးရင်တော့တေချာနေပေးပါမယ်ဒီမှာကျွန်တော်ကစီလေးနည်းနည်းလို့စီနှဲငယ်ထည့်ထားပါတယ်ဒီနေသားဆိုရင်တော့အရန်စားကောင်းတဲ့တည့်တီးအစိမ်းတုပ်အညာတုပ်လေးရပါပြီတတိကတည့်တီးအစိမ်းကိုတော့သူကချင်းလို့မကြိုက်ပါဘူးဒါပေမဲ့သူကတုတ်ကြွေးတော့သူကြိုက်ပါတယ်ရည်တီးတုံနဲ့အရန်လိုက်ဖက်တဲ့ပဲဟင်းကိုပဲကြာတန်လေးထည့်ပြီးတော့ချက်ထားပါတယ်